တက်ရှိမှာ channel လေးကိုအားပေးနေတဲ့ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဇိမ်ခံလေးပဲဖြစ်ဖြစ်လင်းငယ်လေးပဲဖြစ်ဖြစ်ရေနေသင်္ဘောတွေကပုံစံမျိုးမျိုးစိုက်ဖို့ပုံနဲ့ရှိကြပါတယ်တချို့ဆိုရင်ထူးခြားပါတယ်ဗျာဒီရင်တွေကပရိသတ်ကြီးရဲ့အတွေ့အကြုံတစ်ခုလုံးကိုအများကြီးပိုစိတ်ဝင်စားစေပြီးတော့ပျော်စရာလဲကောင်းစေပါတယ်ဒီနေ့ဗီဒီယိုမှာတော့အထူးခြားဆုံးရင်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါအဲ့ဒီရင်တွေထဲမှာ James Bond ကိုတွေ့ယူထားတဲ့ရေအောက်ကားကနေပင်လယ်ပြင်သင်္ဘောထိပရိသတ်ကြီးကိုဝေးလန့်ကဒါမှမဟုတ်မမှန်ဖြစ်ကိုပြောင်းလဲပေးနိုင်တယ်လေရေအောက်စကူတာတို့ကပရိသတ်ကြီးရဲ့အတွေ့အကြုံကိုမြင့်တင်ပေးပါတယ်ဒီမှာတော့အစင်းမြင့်ရင်ဆက်နေစီပဲဖြစ်ပါတယ်ဒီအစင်းမြင့်ရင်ဆက်နေစီအကြောင်းကိုမစသေးခင်မှာတော့ကျွန်တော်တို့ရဲ့ Touchma Channel လေးကို Like and Subscribe လုပ်သွားပေးပါဦးနော်ဗီဒီယိုတစ်တိုင်းသိရဖို့တော့ဘေးနား Notification လေးကိုနှိပ်ပေးထားပါအောင်ဗျာဒါဆိုစလိုက်ကြအောင်လားဗျာနံပါတ်7နဲ့မန်တာငါ Hydrophile စပိန်မန်တာငါ Hydrophile စပိန်ကရေအောက်စပိန်ပဲဖြစ်ပါတယ်ဒီလျှက်စစ်စပိန်ကလူတွေရဲ့အမြင်ကိုစမ်းသွားစေမှာပါအတွေ့အကြုံလုံးဝမရှိသူတွေတောင်မှရေပေါ်မှာတက်စီးနိုင်ကြပါတယ်စပိန်တင်းတို့ချင်းင်းများကိုနင်းအောင်ပါပဲအဲ့ဒါပြင်စီးရတာလည်းပြောကြကောင်းပါလေဗျာဒီစပိန်ကိုရင်ရင်အတွက်ရောလှိုင်းပြော့သားတွေအတွက်ပါတိဆောက်ထားတာပါဒီစပိန်ပေါ်မှာစပိန်စီးနေနှိုင်းစီးနိုင်ပါတယ်စပိန်နဲ့တွေ့ထားတဲ့အပ်လည်းပါပြီးတော့ဆက်ပစ္စည်းတွေလည်းအများကြီးပါဝင်ပါတယ်နံပါတ်7ရေအောက်ကရင်ငုတ်သင်္ဘောတွေကလုပ်ငန်းကြီးတွေအစိုးရတွေအတွက်ပဲရနိုင်တာပါဒါပေမဲ့ရင်ငုတ်သင်္ဘောလို့အလွယ်တကူပဲရေအောက်မှာသွားနိုင်တဲ့ကားရှိတယ်ဆိုရင်ရောအများသုံးရများပေမဲ့တကယ်ရှိပါတယ်စကူဘာလို့ခေါ်ပါလဲဗျာကမ္ဘာပထမဦးဆုံးရေအောက်ငုတ်တဲ့ကားပါအခြားပြိုင်ကားတွေလို့ဒီဇိုင်းဆင်ထားတဲ့ဒီကားကမြေပေါ်မှာမောင်းနိုင်ပေမဲ့ကမ်းခြေရောက်ရင်ရေအောက်ထဲလဲဆင်းသွားနိုင်ပါတယ်ဒီ idea က James Bond ရုပ်ရှင်ကနေလာတာဖြစ်ပြီးတော့ဒီဇိုင်နာဖရက်အန်ရန်ဒါနတ်ကအဲ့ဒီ idea ကိုသူ့ရဲ့ကားထုတ်လုပ်ရေးကုမ္ပဏီ Raspberry မှာတစ်ဆင့်တကယ်လက်တွေ့ကိုဆောင်လာခဲ့ပါတယ်နံပါတ်10 Baby Jet လူတိုင်းကဈေးကွက်ထဲမှာရှိတဲ့ရင်ကြီးတွေကိုမတက်နိုင်ကြပါဘူးဒါပေမဲ့ပြည်သက်ကြီးထဲမှာရှိနေတဲ့ချိုးရာတွေကိုဂျက်ပါဝါရင်အဖြစ်ပြောင်းနိုင်တဲ့ပစ္စည်းတစ်ခုရှိပါတယ်ဒါကတော့ Baby Jet ပါဒီပစ္စည်းကိုကဲရလေရေအောက်တက်ယူပိုင်ရင်ငုတ်ကရိယာနဲ့အခြားယာတွေနဲ့တွဲချိတ်နိုင်ပါတယ်အလေးချိန်က2ပေါင်အောက်သာရှိပါတယ်ဗျာပါဝါနည်းငယ်ပဲလိုပါတယ်ဒါကိုရေကူးရင်သုံးနိုင်ပြီးတော့ပြည်သက်ကြီးကိုရင်ရင်ဖြစ်ပြောင်းလဲပေးနိုင်ပါတယ်ဒါကိုအားကောင်းတဲ့ NASA ရဲ့လေယာဉ်ကိုတူထားပြီးတော့လုံးဝရေလုံးကရေတန့်ခံနိုင်ပါတယ်အလွယ်တကူတန်ချင်းမတက်မကျုံးမပြတ်နိုင်ပါဘူးနံပါတ်9 Stuart Kovtsev စမတ်ဂျာရဲ့ Kovtsev ကပြည်သက်ကြီးရဲ့ကိုပိုင်ရင်ငုတ်သင်္ဘောပါပဲဒါကိုဘာမှတန်တာကန်ရိုးတန်းမှာကိုယ်တိုင်မောင်းကြည့်နိုင်ပြီးတော့တင်ရလွယ်တဲ့သင်္ဘောကပြည်သက်ကြီးကိုရေအောက်ကိုခေါ်ဆောင်သွားမှာပါစပိန်ပုံစံရှိပေမဲ့ချင်းင်းပြမပါပါဘူးတဲဆောင်နိုင်တဲ့အောက်ဆီဂျင်ကိုတုံးထားတာကြောင့်ရေအောက်မှာအချိန်ကြာကြီးနေနိုင်ပါတယ်စတူဝက်ကိုစိတ်ကြိုက်ပဲ့ထိန်မောင်းနေနိုင်ပါတယ်ရေအောက်လက်တရားတွေနဲ့ငါးတွေကိုခန်းစားနိုင်ပါတယ်ဒီရင်ကိုတင်မောငယ်စာလေးကိုတနေ့မှဘာမှအဖြစ်ဘက်မှလည်းသုံးနိုင်တယ်မှာဖြစ်ပြီးတော့အများပြည်သူကိုရောင်းချကောင်းရောင်းချပါလိမ့်မယ်နံပါတ်10 Quadrophile ကမိုက်စားလေးပဲဖြစ်ပါတယ်လင်းနဲ့လေရင်တွေရဲ့ပျော်စရာကောင်းတဲ့အင်္ဂါရက်တွေကိုပေါင်းစည်းနိုင်ပါတယ်ဒီရိုင်းမြတ်တဲ့လက်စစ်လေးကလှည့်ပြက်လို့ခန်းစားရစီမှာပါရေရဲ့အလျင်တွန်းအားကိုနည်းစေပြီးတော့ငြိမ်းချောင်းစေပါတယ်ဒီလေကလေပေါ်မှာလည်းပြတ်နိုင်စို့တနအီကို40ကီလိုမီတာထိသွားနိုင်ပါတယ်ဒါကအကျိုးရှိဆုံးလေသင်းပါပဲဗျာတနအီကို$အောက်နဲ့စီးနိုင်ပါတယ်ရေချိန်မှာတော့အဆင်မပြေပေမဲ့ပြည်သက်ကြီးကိုပတ်ဝန်းကျင်ကိုတော့ကောင်းစီမှာပါနံပါတ်9 Seabob ကသိမ်းခဲ့ပြီးတော့တရားလွယ်တဲ့ရေရင်ဖြစ်ပါတယ်အမိုက်စားရေရင်ပါပဲတရားလာတဲ့ဒီရေရင်မှာအားကောင်းတဲ့ဂျက်ပါပြီးတော့အရင်ကတခါမှမတွေ့ဘူးတဲ့အလင်းနဲ့ရေကူးနိုင်ပါတယ်ပုံမိုက်တာကရေအောက်မှာနေနိုင်တာပဲဖြစ်ပါတယ်ပြည်သက်ကြီးရဲ့ခန္ဓာကိုယ်လေအသွင်ပြောင်းလိုက်ပြီးတော့စတီယာတွေလှည့်ရလွယ်ကူပါတယ်ရေအောက်တွေးကြုံကိုပြောစရာကောင်းစီပါလေဗျာရေအောက်40မီတာကိုအန်ရကေကေနဲ့မောင်းနေနိုင်ပါတယ်ရေနဲ့ကြီးတဲ့ရောက်သွားရင်တော့ထည့်သွင်းထားတဲ့ safety feature ကပြည်သက်ကြီးကိုရေပေါ်ပြန်ခေါ်ပေးနိုင်ပါတယ်အရန်ငိမ့်အန်ရကင်းပြီးတော့ပျော်စရာကောင်းပါတယ်ပြီးပြည့်စုံတဲ့ရေအားကစားပစ္စည်းပဲဖြစ်ပါတယ်နံပါတ်6 U-Boat ကဈေးကန်အကောင်းဆုံးတည်တဲ့ရင်ငုတ်သင်္ဘောတွေကိုထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်ဒီသင်္ဘောကတပြိုင်နက်တည်းလူသုံးကိုတင်ဆောင်နိုင်ပြီးတော့ဘယ်ရင်ငုတ်သင်္ဘောမျိုးမှမဆိုရနိုင်တဲ့အထူးဆန်းဆုံးမြင်ကွင်းကိုရနိုင်ပါတယ်ဒီရင်ငုတ်သင်္ဘောကိုဝယ်ချင်တော့အနှဲငယ်ခက်ခဲနိုင်ပါလေဗျာဘာလို့ဆိုဒီရင်ငုတ်သင်္ဘောတွေကိုငားရမ်းတဲ့ကုမ္ပဏီတွေခီးသွားလုပ်ငန်းတွေများစွာရှိနေပြီးတော့သမုတ်တရားကိုသူမတူတဲ့ပုံစံနဲ့စူးစမ်းနိုင်ပါပါဒီရင်ငုတ်သင်္ဘောကိုအဏ္ဏဝါဇီဝဗေဒပညာရှင်တွေကသုတေသနလုပ်ဖို့သုံးပြီးတော့ဇိမ်ငံပိုင်ရှင်တွေကသူတို့ရဲ့ရေချောင်းအတွက်အဖို့အင်္ဂါရဲ့အဖြစ်သုံးကြပါတယ်နံပါတ်5 Sea Breacher ဒီနေ့တင်ဆက်ပေးမယ့်ရင်တွေထဲမှာဒီရင်ကတော့အထူးခြားဆုံးပါပဲ Sea Breacher ကအရေးသွေးမြင့်တဝက်မြုပ်ရင်ဖြစ်ပြီးတော့ပြည်သက်ကြီးကိုဝေလငါးအတွင်ပြောင်းစီမှာပါလင်းမိုက်တွေငမန်းတွေပုံစံမျိုးလဲလာပါတယ်ရေအောက်9ပေအနက်ထိသွားနိုင်ပါတယ်ဗျာလေပေါ်ကို20ပေထိခုန်နိုင်ပါတယ်
ဒါကြောင့်ဝေလငါငပန်းပုံစံသာမကဘဲနဲ့ရေပါကူးနိုင်ပါသေးတယ်။ရေအောက်မှာဘေးပတ်ပတ်နဲ့360ဒီဂရီမြင်ကွင်းကိုကြည့်နိုင်ပါတယ်။လှေတစ်စင်းနဲ့ရေအောက်ဖိုက်တာဂျက်နဲ့ပို့တူပါတယ်။နံပါတ်၄ Glider SS-80 Glider SS-80 ကရှေ့ပြေးပုံစံအစမ်းဆုံးရေယာဉ်တွေပဲဖြစ်ပါတယ်။လက်တွေမှာမြင်ရင်ချက်ချင်းမှတ်မိနိုင်ပါတယ်။အမြင့်60ပေအထိရှိတဲ့ရွက်လေးပါ။အပေါက်ချင်းတွေကိုသုံးပြီးတော့ရေပေါ်မှာရှက်ပြေးနိုင်ပါတယ်။ဒီရွက်သားမဲ့လေတစ်စင်းနဲ့အင်ဂျင်ပိုသေးပါတယ်။အငြင်းညောင်ဆုံးစီးနိုင်ပြီးတော့ခီးချီစီးနိုင်ပါတယ်။ငားလဲငားနိုင်သလိုပတ်စံတက်နိုင်ဝယ်စီးနိုင်ပါတယ်။လူလေးဦးထိဆက်ပြီးတော့လေမောင်းသူအတွက်ထိုင်ကုန်အပုံတစ်လုံးပါပါတယ်။နံပါတ်3 F8 ဒါကလေလဲမဟုတ်သလိုလေရင်လည်းမဟုတ်ပါဘူး။ဒါကလေရင်လိုလဲလုံးနိုင်သလိုရေရင်လိုလဲလုံးနိုင်ပါတယ်။ဒုတိယကမ္ဘာစစ်ကနေပညာကိုသုံးထားပါတယ်။ F8 ကကနဦးတုံးကတော့သမုဒ္ဒရာမျက်နှာပြင်အထက်မှာပြန်တမ်းပြီးလိုအပ်ပါကရေပေါ်တက်ဆင်းကလှေလိုလုံးနိုင်ပါတယ်။ရေနဲ့မထိပဲနဲ့အနှိမ့်ဆုံးပြန်တမ်းနိုင်ပါတယ်ဗျ။ဘာလို့ဆိုလေကူရှင်ကအောက်မှာရှိနေပြီးတော့လမ်းပေါ်မှာမြန်မောင်းတဲ့ကားလိုလုံးဆောင်ပေးပါတယ်။နံပါတ်2 Zetini Houseboat ဇီထွိုင်းတုံးကဈေးကွက်ထဲမှာရှိတဲ့အမိုက်စားကုန်းမြင့်ရေရင်ပဲဖြစ်ပါတယ်။မြေပေါ်မှာဆိုစိုက်ကားလိုပါပဲဗျ။ကျက်ရနေရာကိုစီးနေနိုင်ပါတယ်။လှေကိုဒီရေရင်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ကားနောက်ဖုံးလို့သုံးနိုင်ပါတယ်။ရေပေါ်မှာဆိုခြေနေပြားတွေနဲ့လက်ကင်တွေကိုခောက်ထားနိုင်ပြီးတော့ဖန်ရှင်ဆောင်ပါတဲ့လေတစ်စီးဖြစ်ပြောင်းနိုင်ပါတယ်။ပရိသတ်ကြီးကအပြင်ထွက်နေရတာကိုကျန်းလေးတက်တဲ့သူဆိုရင်တော့အဆင်ပြေပါတယ်။စပိန်နေရတာပိတ်ပန်းရင်တော့လှေလိုစိန်နဲ့စီးသွားရုံပါပဲ။နံပါတ်1ရေအောက်ပင်လယ်စကူတာအာစီဝိုတာဘောကတင်းခဲ့ပြီးတော့ပေါ့ပါတဲ့ဆက်ဖြစ်ပါတယ်။ကမ်းခြေသွားရင်အလွယ်တကူတည်ဆောင်သွားနိုင်ပါတယ်ဗျ။အလေးချိန်9ပေါင်အောက်သာလေးပါတယ်။ရေအောက်နဲ့ပေတရာထိသွားနိုင်ပါတယ်ဗျ။လက်ကင်တွေကိုကင်ပြီးပဲ့ထိန်အောင်ပါပဲ။ရေအောက်မှာတကယ်စကူတာမောင်းနေရသလိုပါပဲ။အလင်းအရမ်းမြတ်ပြီးတော့အချိန်ကိုချိန်ကြည့်နိုင်ပါသေးတယ်။ဒါကြောင့်အရမ်းမြတ်မှမစိုးရင်ရတော့ဘူးပေါ့။ကင်မရာတွဲလျက်ပါပါတယ်။ဒါကြောင့်ပင်လယ်ပြင်အောက်မှာအခိုက်အတန့်တွေကိုအလွယ်တကူမှတ်တမ်းတင်နိုင်ပါတယ်။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။ဘယ်ရင်တွေကိုအကြိုက်ဆုံးပါလဲပရိသတ်ကြီးဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုအားပေးခဲ့လို့ပရိသတ်ကြီးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗျာနောက်မှတွေ့ကြပါ